ကိုယ့်လိုလိုဒီလိုမျိုးခံစားဖူးကြလားတော့မသိဘူး။ကျွန်တော်ကတော့ခံစားဖူးတယ်။ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့လူတွေကြားထဲရောက်တဲ့အခါမှာအဲ့လူတွေအကုန်လုံးကကိုယ့်ကိုဝိုင်းပြီးတော့ကြည့်နေကြတယ်ဆိုတဲ့ခံစားချက်မျိုးဒါမှမဟုတ်ကိုကတခုခုစားနေတယ်တခုခုတောက်နေရပေါ့နော်အဲ့လိုတောက်နေရစားနေရဆိုတဲ့အချိန်မှာလေလူတွေကကိုတောက်နေတယ်ကိုစားနေတယ်ကိုရဲ့ဒီပါဇက်နာတစ်ခွက်ကိုဝိုင်းပြီးကြည့်နေကြတယ်ဆိုတဲ့ခံစားချက်မျိုးဒါမှမဟုတ်ကျွန်တော်တို့ကလူစိမ်းတစ်ယောက်နဲ့တွားပြီးတော့စကားပြောတယ်ဆိုလို့ရှိရင်အဲ့လူစိမ်းတစ်ယောက်ကိုကိုကစကားပြောဖို့အစပြောဖို့အတွက်တောင်မှတော်တော်ခက်ခဲခဲ့တဲ့အခြေအနေမျိုးတွေကိုလိုလိုတွေကြုံမှုကြလာတော့မသိဘူးကျွန်တော်ကတော့ကြုံမှုတယ်အဆိုးဆုံးကဘာလဲဆိုတော့တယောက်ကိုဖုန်းဆက်ဖို့တောင်မှတော်တော်လေးခက်ခဲတဲ့အခြေအနေမျိုးတွေကိုကြုံမှုခဲ့တယ်ဖုန်းဆက်တာမပြောနဲ့ကျွန်တော်တို့စာပို့တယ်ဆိုလို့ရှိရင်တော့မှအဲ့ပို့ဖို့စာကိုကိုယ့်ဘက်ကနေပြီးတော့အသေးကြီးလေးစီတယ်ကိုယ့်ကိုဘယ်လိုထင်သွားမလဲဆိုတဲ့ဟာမျိုးပေါ့နော်မဖြစ်စေချင်တော့ကိုယ့်ကိုဘယ်လိုထင်သွားမလဲဆိုတဲ့ဟာမျိုးအရန်တွေးနေတော့အဲ့စာတွေအကုန်လုံးကိုမပို့ခင်မှာတော့မှတေချာလေးစီတယ်စီပြီးတော့ပို့လိုက်ပြီးတဲ့နောက်မှာတော့မှကျွန်တော်တို့တွေကအဲ့စာကိုပြန်ပြီးတော့ထပ်ထပ်ခါခါပြန်ဖတ်တယ်ဖတ်ပြီးတော့လိုတာတွေပြင်မလိုတာတွေပြန်ဖြုတ်ထပ်ထပ်ခါခါပေါ့နော်ငါပို့လိုက်တဲ့ညမှန်ရောမှန်ရလားဆိုပြီးတော့အဲ့လိုမျိုးထပ်ထပ်ခါခါစစ်ဆေးနေမှာအဲ့အစာတစ်ခုတည်းကိုပဲအချင်းတော်တော်လေးပြေးခဲ့ရတဲ့ကာလမျိုးတွေကိုလိုလိုတွေကြုံမှုကြလိမ့်မယ်အဲ့တော့ကြာတော့ကျွန်တော်တို့ဘယ်လိုဖြစ်လာလဲဆိုတော့လူတွေရှိတဲ့နေရာကိုမသွားချင်တော့ဘူးတယောက်တည်းပဲနေချင်လာတယ် meeting တွေမတက်ချင်ဘူး presentation တွေမလုပ်ချင်ဘူးလူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့ကိစ္စတွေအကုန်လုံးကိုကျွန်တော်တို့ကရှောင်ဖယ်ချင်လာတယ်တွေ့ဖယ်ချင်လာတယ်မလုပ်ချင်တော့ဘူးဆိုရဲစိတ်တွေတဘောဝပေါ်လာတယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်လူတော်တော်များများကဘယ်လိုတွေးလဲဆိုတော့ငါက introvert ဖြစ်လို့ပါပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ငါကလူတွေနဲ့တိတ်စကားမပြောတတ်လို့ဒါမှမဟုတ်ရှင်ငါလူတွေကိုမုန်းနေလို့ပေါ့နော်နည်းနည်းလေးအစိုးပဲသွားမယ်ဆိုရင်ငါလူတွေမုန်းလို့ဒါမှမဟုတ်လို့ရှိရင်ငါရှက်တက်လို့ပေါ့နော်အဲ့လိုမျိုးတွေတွေးပြီးတော့ကိုယ့်ကိုငါဒီလိုဖြစ်လို့ပါဆိုပြီးတော့တွေးထင်တတ်ကြတယ်တကယ်လို့အဲ့အရာတွေအကုန်လုံးကကိုထင်သားတယ်လို့မဟုတ်ရင်ရောကိုကရှက်နေတာမဟုတ်ရင်ရောကိုကလူမုန်းနေတာမဟုတ်ရင်ရောကိုကတယောက်တည်းနေချင်လို့ introvert ဖြစ်လို့အဲ့လိုမျိုးမဟုတ်လို့ရှိရင်ရောအဲ့တော့လူရှက်တာနဲ့ social anxiety disorder နဲ့ကမတူဘူးပေါ့နော်ပထမဆုံးသိထားမယ့်အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ရှက်တယ်ဆိုတာကကျွန်တော်ယောဂတစ်ခုမဟုတ်ဘူးလူတိုင်းဒီပါ presentation မစခင်စိတ်လှုပ်ရှားမှုတယ်လူသစ်တွေနဲ့တွေ့ရဆိုလို့ရှိရင်စကားစဖို့ခက်တယ်အင်တာဗျူးမစခင်ရင်ခုန်မှုတယ်ဒါတွေကလူသားတွေရဲ့ပုံမှန် anxiety response တွေပေါ့နော်ဒါပေမဲ့ social anxiety disorder ကြတော့ဒီထက်ပိုတယ် American National Institute of Mental Health NIMH ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုလို့ရှိရင်သူက social anxiety disorder ဆိုတာကလူတွေကကိုယ့်ကိုစောင့်ကြည့်အကဲဖြတ်ဝေဖန်နိုင်တဲ့ social situation တွေမှာပြင်းထန်ပြီးတော့အဆက်လက်ဖြစ်တဲ့ကြောက်ရွံ့မှုလို့ခေါ်တယ်ပေါ့နော်ဒါစာအရပြောရမယ်ဆိုလို့ရှိရင်အဲ့လိုခေါ်တယ်ဥပမာအနေနဲ့ထားပါတော့ကျွန်တော်ကဒီအတန်းထဲမှာပေါ့နော်လက်ထောင်ပြီးတော့မိကုံးမေးဖို့ကြောက်တယ်သစင်းကိုဖုန်းဆက်ဖို့ကြောက်တယ်အလုပ်အင်တာဗျူးဝင်ဖို့ကြောက်တယ်ပြီးတော့လူများရှိမှစကားပြောဖို့ကြောက်တယ် restaurant တွေမှာလူရှိထိုင်စားဖို့တော့မှစိုးရိမ်နေကြောက်ကြတယ်ပေါ့နော်အချို့လူတွေအတွက်ဆိုလို့ရှိရင်တော့မှ public toilet တွေမှာသွားတယ်ဆိုလို့ရှိရင်တော့မှသူတို့တဲ့ social anxiety အများများတဲ့လူတွေရှိတယ်အဲ့တော့ဘာကြောင့်လဲပေါ့နော်အခုစိတ်ဝင်စားဖို့ကောင်းတဲ့ experiment တွေတခုကျွန်တော်လုပ်ကြည့်ကြရအောင်ဘယ်လိုမျိုးလဲဆိုတော့အခုဒီဗီဒီယိုကြည့်နေကြတဲ့ကိုလူတွေအကုန်လုံးမှာကိုစီကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာဒါမှမဟုတ်ကို focus ထားတဲ့အရာတစ်ခုတော့ရှိကြလိမ့်မယ်ဥပမာထားပါတော့ကျွန်တော်မျက်နှာမှာ watch and ပေါက်တဲ့လူဆိုလို့ရှိရင်ငါမျက်နှာမှာ watch and ပေါက်နေရဆိုပြီးတော့အဲ့ watch and ပေါက်တဲ့ဟာကို focus ထားတယ်ဟုတ်ဒါမှမဟုတ်ကိုယ့်လက်မှာတစ်ခုခုပေါ့မီးလောင်တရားဒါမှမဟုတ်ဓာတ်ရှာရတစ်ခုခုရှိလို့အမာရောဖြစ်တယ်ဆိုလို့ရှိရင်အဲ့အမာရောကို focus ထားတဲ့လူရှိကြလိမ့်မယ်အဲ့တော့ကိုစီကကို focus ထားတဲ့အရာတစ်ခုနဲ့နေတိုင်းအပြင်ထွက်နေကြတဲ့အခါမှာကျွန်တော်စိတ်ထဲမှာဘာဖြစ်လာလဲဆိုတော့ကိုအဓိက focus ထားတဲ့အရာတစ်ခုကိုအခြားသူတစ်ယောက်ကလာပြီးတော့ focus ထားမလားဆိုတော့စိတ်တွေဝင်လာပြီးတော့အဲ့နှစ်ခုတိုက်ဆိုင်သွားတဲ့အခါမှာကျွန်တော်တို့လူတွေကြည့်နေကြလားဆိုတော့စိတ်ကဖြစ်ပေါ်လာတယ်တကယ် reality မှာကလူတွေအကုန်လုံးကကိုယ့်ကိုယ်ပဲအာရုံစိုက်တာဆိုပေမဲ့ social anxiety ရှိတဲ့လူတွေအုံနောက်ကကြတော့လူတွေအကုန်လုံးကငါ့ကိုကြည့်နေကြတယ်ဆိုတော့ဟာကိုပဲသူက focus ထားတဲ့အတွက်ကြောင့်မို့လို့အမြဲတမ်းသူပြင်ထွက်တဲ့အခါတိုင်းမှာလူတွေကငါ့ကိုကြည့်နေကြတယ်ဆိုတဲ့စိတ်ကိုလည်းပဲတရက်ဖြတ်သန်းနေရတယ်ဒီမှာအရေးကြီးတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ fear ဆိုတဲ့ဟာမျိုးကခေါင်းထဲနေရှိတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ကပါလိုက်ပြီးတော့တုံ့ပြန်တယ်ရှင်ခုန်တယ်ချွေးထွက်တယ်တုံတယ်တက်ရှူမြန်တယ်အတွေ့တွေရက်သွားတယ်ဒါဟာတလေကြလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီအုံနောက်တစ်ခုလုံးက mind blank ဖြစ်သွားတယ်ပေါ့နော်ခေါင်းထဲမှာဗလာနေဖြစ်သွားတဲ့အထိဖြစ်တတ်ကြတယ်အဲ့တော့ဒီလူကြောက်တဲ့ယောဂကုသလို့ရလားဆိုလို့ရှိရင်ကုသလို့ရတယ်ဘယ်လိုကုသမလဲဆိုတာကကြတော့တယောက်နဲ့တယောက်ပုံစံကတော့မတူအချို့ကကြတော့တကယ်ကျွမ်းကျင်တဲ့ပညာရှင်နဲ့တိုင်ပင်ပြီးတော့မှပျောက်သွားတဲ့လူတွေရှိတယ်အချို့ကကြတော့ကိုယ်တိုင်ကိုယ်စိတ်ကိုပြောင်းလဲအောင်လုပ်မယ်ဆိုပြီးတော့လေ့ကျင့်ပြီးတော့ယူသားလို့ပျောက်သွားတဲ့လူတွေရှိတယ်အချို့ကကြတော့လုံးဝမဟုတ်ဘူးစိတ်နဲ့ကြံပြီးထိန်ပြီးတော့မှစိတ်ကိုငြိမ်အောင်ထားရတဲ့လူတွေရှိတယ်တယောက်နဲ့တယောက် level ပုံစံတွေတော့မတူဘူးပေါ့နော်ကျွန်တော်ကကြတော့လူကြီးကြောက်တဲ့တဲမှာပါတယ်အရင်ကကြောက်ခဲ့တယ်အခုလည်းကြောက်နေတော့မယ်ဒါပေမဲ့လူကြောက်တဲ့စိတ်ကတော့နည်းနည်းလေးလျော့သွားတဲ့အနေအထားတစ်ခုတော့ရောက်သွားအောင်လို့ကိုယ့်ကိုပြန်ပြီးတော့ကိုယ့်စိတ်ကိုပြန်တွန်းအားပေးပြီးတော့ဒီဟာကိုဖိနှိပ်ခဲ့ရတာပေါ့နော်
အဲ့တော့နောက်ဆုံးအနေနဲ့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလူတွေရှေ့မှာစကားပြောဖို့ကြောက်နေတဲ့သူရှိနိုင်တယ်။ဖုန်းဆက်ဖို့ကြောက်နေတဲ့သူတွေရှိနိုင်တယ်။လူအသစ်တွေနဲ့မပေါင်းရဲတဲ့သူရှိနိုင်တယ်။အဲ့တော့ကိုယ့်လူတွေအနေနဲ့ကဒီဗီဒီယိုကြည့်ပြီးလို့ရှိရင်ဘာကိုသတိထားမိသွားမလဲဆိုတော့အဲ့လိုမျိုးဖြစ်နေတယ်ဆိုတာကကိုယ့်လူတို့တယောက်တည်းမဟုတ်ဘူး။ကျွန်တော်တို့လူတိုင်းအကုန်လုံးမှာအဲ့စိတ်တွေရှိကြတယ်။ level နဲ့ကြောက်စိတ်တွေမတူကြတာပဲရှိတာ။အဲ့တော့ဒီဗီဒီယိုလေးရဲ့နောက်ဆုံး message ကကိုယ့်လူတွေအခုလိုမျိုးလူကြောက်နေရဆိုတာကတကယ်တော့တယောက်တည်းမဟုတ်ဘူး။ကျွန်တော်တို့တွေမှာလည်းတယောက်နဲ့တယောက်လူကြောက်နေတဲ့စိတ်တွေရှိကြတယ်။ level မတူတာပဲရှိကြတာပေါ့နော်။အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့တယောက်နဲ့တယောက်အကူအညီယူလို့ရတယ်။ပြီးတော့ကိုယ့်ရဲ့စိတ်ခွန်အားနဲ့လည်းဒီလူကြောက်တယ်ဆိုတဲ့ရောဂါကိုပြန်လည်တွန်းလှန်ပြီးတော့လူမကြောက်တဲ့လူတယောက်ဖြစ်အောင်ကိုယ့်ရဲ့အခုလက်ရှိ version ထက်ကိုပိုပြီးတော့ကောင်းတဲ့လူတယောက်ဖြစ်အောင်လို့ကြိုးစားလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုလေးကနေပြီးတော့မျှဝေပေးချင်တာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးလူတွေရဲ့နေ့စဉ်ဘဝနဲ့ဆက်နေတဲ့အကြောင်းလေးနောက်ပြီးတော့ general knowledge တွေကိုဆက်ပြီးတော့လေ့လာသွားကြမယ်။ဆက်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာမို့လို့ကျွန်တော်ရဲ့ domain knowledge channel တွေကို like and subscribe လုပ်ခဲ့ပြီးတော့ notification bell လေးကို on ထားပေးခဲ့ဖို့အားလုံးကိုမေတ္တာရပ်ခံချင်ပါတယ်။အားလုံးပဲတာယာသောနေ့လေးကိုပိုင်ဆိုင်ကြပါစေ။